အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတငယ်ချင်းတို့ရေမနေ့ရလို့အင်တာမီလန်နဲ့ဘာစီလိုနာပွဲစဉ်ကတော့ပြီးဆုံးသွားပြီဒုတိယကျော်ဘာစီလိုနာတက်ခါနီတက်တဲ့မှာအစာဘီရဲ့မိနစ်90နောက်ကျကိုနဲ့ခြေဘူတီရောက်သွားဘာစီလိုနာတော်တော်ကန်ဆိုးသွားတယ်ပဲပြောရမလားအင်တာမီလန်ကန်ကောင်းသွားတယ်ပြောကျွန်တော်ပြောတယ်ဘာစီလိုနာမှာလီဝိုဒိုစကီမပါလာရှေ့တန်းအတွက်လှုပ်ရှုပ်ဖို့အတွက်တော်တော်ကိုနစ်နာတယ်လို့ဟက်တူဟက်လေးကြည့်လိုက်တော့လေအင်တာမီလန်3ပွဲနိုင်ဘာစီလိုနာ6ပွဲနိုင်တဲ့အနေထားနော်5ပွဲတည်ကြပြီးတော့မနေ့ကပွဲစဉ်မှာကျွန်တော်ပွဲစဉ်ရဲ့ stat လေးကျွန်တော်ချက်တော့ကြည့်လိုက်ရအောင်မနေ့ကပွဲစဉ်နဲ့အနေထားလေးဘာစီလိုနာရှတ်တက်ကတော်တော်များနော်မနေ့ကပွဲမှာတော်တော်ကိုရောက်ရှိမလို့နဲ့ပါကကံမကောင်းတာလားအင်တာကံကောင်းတာလားဂိုးတွေသွင်းသွားတာမာတီနက်နဲ့ချာဟာလူကူကငကိုရင်သွင်းမှာဘာစီလိုနာငကိုထပ်ထည့်80ခေါ်မှာရာဖင်ဟာတလုံးရသွားတော့လေမိနစ်90မှာအဆာဘီရဲ့နောက်ကျကိုနဲ့ဘာစီလိုနာအချိန်ပိုထိရောက်သွားပြီးတော့အချိန်ပိုရဲ့မိနစ်69နောက်ကျကိုနဲ့အင်တာမီလန်နိုင်ရရှိပြီးတော့ final မှာစောင့်မျှော်နေပြီဒီနေ့မှာ PSG နဲ့ Arsenal ပဲတင်တက်လာနိုင်ရင်ခုံဖို့တော့ကောင်းတယ်နော် PSG ကရှစ်ပွဲမှာ Arsenal ကိုနိုင်ရတယ်ဒီနေ့ပွဲမှာဘယ်လိုလာမလဲဆိုကျွန်တော်ချက်လောက်ကြည့်လိုက်အောင်โอเคကျွန်တော်ဒီနေ့မှာ PSG နဲ့ Arsenal ပွဲလေးချက်လောက်ကြည့်လိုက်ရအောင်ဒီနေ့ပွဲစဉ်လေးမှာ Arsenal ကပဲကစားသမားတွေထုတ်လာတယ် Arsenal မှာခုဒန်ရကစားသမားဆိုလို့ဂျော်ဂျင်ဟိုလိုဂါဘရယ်တို့တိုမီယာဆူတို့ဂျီစကိုင်ဟာဘယ်နဲ့ PSG မှာကင်ဘာပီတယောက်ပဲဒန်ရရှိထားတယ်ဒမ်ဘလီကလည်းကြက်ခိုင်မှုပြည့်ရောပဲဒီနေ့ပွဲမှာထွက်လာမလားနောက်ကျထွက်လာမလားစိတ်ဝင်စားဖို့ကော Arsenal PSG ရှစ်ပွဲလေးချက်လောက်ကြည့်လိုက်အောင်ရှစ်ပွဲမှာ PSG က1-0နဲ့အနိုင်ရရှိသွားတယ်ဘော position ဘိုင်းနေမှာကွာဟမှုမရှိတော့လဲအတက်ကင်ဘိုင်းနေမှာလည်းတိတ်မကွာဟတယ်လို့လဲ PSG ရဲ့ဆုံးသက်တေချာမှုနဲ့1-0နဲ့ပြီးသွားပြီးတော့ Arsenal Martinelli ဂိုးတော်ဝင်သွားအောင်เนาะအချိန်ရနည်းနည်းချောင်းလေသေးရှစ်ပွဲနေမှာသူတို့ line ရလဲဘယ်လိုထုတ်သွားချက်လောက်ရှိုးလိုက်အောင်ကျွန်တော်တို့ line ရလဲချက်လောက်ရှိုးကြည့်လိုက်တော့တင်ပါလို့ဆလီဘာလို့ကေဝါလို့စကယ်လီအိုဒီဂန်နဲ့ right နဲ့ Martinelli Saka Trossard Dembele တို့ရဲ့အဲ့နာပိုလီရဲ့ကပရှက်ကီယာဝယ်လိုက်တော်တော်ကောင်းသွားနော်ဒီကောင်ကြီးတော်တော်မွေတာပဲဒီနေ့ပွဲစဉ်မှာတော့ Arsenal အတွက်ချောင်းလဲမလား PSG ကပဲနောက်တစ်ဆက်တက်သွားမှာစိတ်ဝင်စားဖို့ကောင်းတယ်နော်ဒီပွဲမှာဘက်လေဘယ်လိုပေးထားလဲဘက်လေကတော့ PSG တော့အသာပေးထားပဲ1.5နဲ့3.5ပေးထားတာပဲလိုင်းလေထွက်လာမှာတော့ PSG ကဒီနေ့မှာ4-3-3နဲ့ထွက်လာပြီးတော့ Arsenal နဲ့4-3-3နဲ့ထွက်လာပြီးတော့ Van White ပြန်ပါလာမလားဒါမှမဟုတ်ညာဘက်မှာပါတေးသုံးပြီးတော့ Ticker Right Odegaard နဲ့ပဲသွားမလားဆိုတော့နေထားစောက်ကြည့်ရမယ် Trossard လေးကလည်းလှုပ်ရှုပ်နိုင်သလို PSG တဲ့ကြောက်ဖို့ကောင်းရနော်ဒါပေမဲ့ PSG ကလည်းဒီနေ့မှာတော်တော်ကိုအားရနဲ့ဘာပီမျက်နှာတော့မြင်အောင်လေဒီနေ့မှာတော့ဒီမှာကြည့် PSG ကနောက်ဆုံးပွဲမှာ2-1နဲ့ပွဲမှာအရန်လေးပဲထုတ်သွား Arsenal ကဘုံမောက်နဲ့ပွဲမှာရှုံးသွားကစားသမားတွေထုတ်ထားနေထားနည်းနည်းကြမ်းသွားဒီပွဲမှာအမှန်မလုပ်သေးဘူးအမှန်သူဒီပွဲစဉ်ကိုနည်းနည်းလူ shot သုံးလိုက်စင်ပြေတယ်ဒီမှာ right လို့ပါတေးလို့ Odegaard လို့အကုန်သုံးတာကြည့်ဦးဘန်ဝိုင်လည်းပြန်သုံးထားဆိုတော့နေထားလို့တော်တော်ကိုကောင်းတဲ့နေထားနေဘတ်မနေ့ကဘတ်တင်လေးမှန်းထားတဲ့အတိုင်းပဲ PSG ကဖလာရဖို့တဲ့ဥဆောင်တွေဘာစီလိုနာလိုက်တယ်ပြီးအင်တာလိုက်တယ်ပြီးအာဆင်နယ်ဒီနေ့မှာတော့အင်တာမီလန်ကတော့ဒုတိယနေရာရောက်သွားပြီလို့ထင်တာပဲ PSG နဲ့ Arsenal ပွဲစဉ်ကိုဘယ်လိုသွားမလဲကျွန်တော်ရဲ့ကိုခက်မှန်းချက်လေးရဆိုတော့ကျွန်တော်က Arsenal ကိုဒီနေ့မှာ Champions League Final တက်ဖို့အတွက်မှန်းထားတော်ကြတယ် PSG မထင်မှန်းရဲ့ဟန်နရီရဲ့လူစင်းနေဆိုတော့ဒီနေ့မှာတော့ PSG Final တက်ပြီးတော့ဖလားရမယ်လို့ကျွန်တော်ထင်တယ်အင်တာမီလန်ကိုတော့ထင်သေးတယ်မဟုတ်ဘူးကျွန်တော်ရဲ့ခက်မှန်းချက်ရကျွန်တော်ဒီပွဲစဉ်ကြီးကိုကျွန်တော်တူတယောက်တည်းအမြင်နဲ့ကျွန်တော် PSG ကို2-1နဲ့အနိုင်ရရှိပြီးတော့ကျွန်တော် final ကိုတက်သွားမယ်လို့ကျွန်တော်ခန့်မှန်းရင်းနဲ့တကယ်ချင်းလို့အားလုံးကျွန်တော်ရဲ့ top 5 prediction နဲ့နှုတ်ဆက်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ် fighting